ညီမလွေစင်တင်ရဲ့အသင်ကောင်းဆောင်ဟောင်းမောင်မောင်လွင်ကိုညီမလွေစင်တင်ရဲ့လူစည်းမှာပြန်လည်မြင်တွေ့ရတော့မှလားဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။မောင်မောင်လွင်ဟာထိုင်းလီဝမ်ကလပ်လန်ဖန်ဝါရီယာအသင်းကနေရန်ကုန်ယူနိုက်တက်အသင်းကိုရာသီဝက်9ဆချုပ်ဖြင့်လာရောက်ပြောင်းရွှေ့ကစားခဲ့ပေမဲ့လည်းရတနာဘောင်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာပြောခဲ့တဲ့ဖြစ်အကြောင်းမြန်မာ National League Committee ကနေချမှတ်တဲ့6လပွဲပဲပြည်တံကိုခံနေခဲ့ရတာလည်းဖြစ်ပါတယ်။ယခုလိုပွဲပဲပြည်တံကြက်ခံနေစဉ်အတွင်းမှာပဲမောင်လွင်ရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့လန်ဖန်ဝါရီယာအသင်းဟာသူတို့ရဲ့အသင်းကစားသမားဖြစ်တဲ့မောင်လွင်ကိုစာချုပ်ဖြစ်တန်းလိုက်ပြီးဖြစ်ကြောင်းကိုမြန်မာနေရာတရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။အဆိုပါထုတ်ပြန်ကြေညာချက်ပြီးမှပဲမောင်လွင်ဟာရခိုင်ကပြုလုပ်မိခဲ့တဲ့ဆုံးဖြတ်ချက်အမားတွေဟာခဏတာစိတ်ခံစားချက်ကြောင့်ပြုလုပ်မိခဲ့တာဖြစ်ပြီးမြန်မာလက်ရေးစင်အသင်းကိုကိုစားပြုကစားခွင့်ရတာဟာဘယ်လိုရာနဲ့မှလဲလို့မရနိုင်တဲ့ဂုဏ်စရာဖြစ်ကြောင်းထိုအကြောင်းအများနဲ့ပတ်သက်ပြီးယခုအချိန်မှာလည်းမြန်မာနိုင်ငံဘလုံးပွဲချုပ်ကိုတရားဝင်အယူခံဝင်ထားပြီးဖြစ်ကြောင်းကိုသူရဲ့တရားဝင် Facebook စာမျက်နှာထက်ကနေပြောကြားလာခဲ့ပါတယ်။ဒါကြောင့်မလို့မောင်လွင်ကိုမြန်မာလက်ရေးစင်အသင်းရဲ့လူစည်းမှာပြန်လည်မြင်တွေ့ရနိုင်ချေလဲရှိနေခဲ့တာဖြစ်ပါတယ်။အဆုံးထိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါရတဲ့နေ့ရက်လေးကိုပန်းဆန်နိုင်ကြပါစေ။